ဆေးပဲဥဆိုတာနဲ့သုတ်စားနေတော့မယ်လားမုံနစ်လေးနဲ့ရောကတ်ကြော်စားကြည့်ဖို့စဉ်းစားဘူးလားယင်ဒီတစ်ခါမှာတော့ကိုကဆေးပဲဥကိုမုံနစ်လေးနဲ့ကတ်ကြော်စားပြမှာဖြစ်ပါတယ်အားလုံးပဲတစ်ဆင့်ချင်းစီကြည့်လိုက်ရအောင်နော်မုံနစ်နဲ့ကတ်ကြော်စားဖို့အတွက်ကိုဆေးပဲဥရဲ့ဘဲဥပြုတ်လေးတွေရဲ့ပြီးတော့ငုံဥရဲ့စီစဉ်ထားပါတယ်ပြီးသွားတဲ့ခါမှာတော့ကြက်သွန်ကြော်လေးပါစားချင်တာကြောင့်မို့လို့ကြက်သွန်ကြော်လေးပါပါဝင်ပါတယ်ကြက်သွန်ကြော်နဲ့စားဖို့အတွက်ကိုကြက်သွန်ကြော်တဲ့ငရုတ်သီးလေးထည့်မှာမို့လို့ငရုတ်သီးလေးနဲ့ငယ်ထည့်ထားပါတယ်ဒါကတော့မုံနစ်လေးပါရွှေလိပ်ပြမုံနစ်လေးသုံးမှာဖြစ်ပါတယ်အချင်းရေအတွက်ကိုလည်းကိုကမကြီးရေလေးကိုပေါ့နော်ရေနွေးလေးနဲ့စိတ်ထားပါတယ်ပြီးသွားတဲ့ခါမှာတော့အချင်းရေထဲမှာသုံးဖို့အတွက်ကိုကြက်သွန်ဖြူလေးတွေခွာထားပေးပါတယ်ပြီးသွားရင်တော့အချင်းရေထဲမှာနန်းနန်းမင်းထည့်ဖို့အတွက်လည်းနန်းနန်းမင်းလေးတွေညှက်ထားလိုက်ပါတယ်ဒါဆိုရင်တော့ကြက်သွန်ကြော်တက်ကိုကြက်သွန်ကြော်တဲ့ငရုတ်သီးလေးနဲ့ငယ်ထည့်ပါမယ်ရှင်ပြီးသွားတဲ့ခါမှာတော့ကြက်သွန်ကြော်တဲ့ကိုနန်းနန်းမင်းလေးနဲ့အနှဲငယ်ထည့်ပါမယ်ရှင်ဒါကတော့ကြက်သွန်ကြော်ပေါ့နော်အသစ်ဆန်းလေးစားချင်တာကြောင့်မို့လို့အဲ့လိုနန်းနန်းမင်းလေးငရုတ်သီးတွေထည့်ပြီးတော့ပေါ့နော်နေထားလိုက်ပါမယ်ပြီးသွားတဲ့ခါမှာတော့အကြော်ကြော်ဖို့အတွက်ကိုမုံနစ်လေးဆက်ပါမယ်ရွှေလိပ်ပြမုံနစ်ကလေးအနှဲငယ်ထည့်ပါမယ်ရှင်အနှဲငယ်ဆိုပေမဲ့ကိုကတဝက်လောက်တော့တုံထားတယ်ပေါ့နော်နည်းနည်းကြော်ရမယ့်အမီလေးတွေကလည်းများတဲ့ခါကြတော့လေပြီးသွားရင်တော့စားလေးနဲ့ငယ်ထည့်ပါမယ်စားထည့်ပြီးသွားတဲ့ခါမှာတော့ရေလေးနဲ့ငယ်ထည့်ပြီးသွားရင်ဇွန်းလေးနဲ့မှွေပါမယ်ရှင်မုံနစ်လေးမပြစ်မကျဲအနေထားလေးရပြီဆိုရင်တော့မုံနစ်ကလေးကိုယူပြီးသွားရင်ကြက်သွန်လေးနဲ့ထည့်ပြီးတော့ကြော်ပါမယ်ရှင်အကြော်ကြော်တဲ့ခါကျရင်စီနည်းများလေးသုံးရမှာကိုကစီနေသွားတဲ့ခါကျတော့အိုးလေးနည်းနည်းကတ်သွားတယ်ပေါ့နော်ပြီးတော့ကြက်သွန်ကြော်ရလေနည်းနည်းကြက်သွန်လေးခောက်ခွာလေးဆိုရင်ကြော်ရတာပိုအဆင်ပြေပေါ့နော်ကိုကကြက်သွန်လေးတိတ်တိတ်ကြီးဖြစ်သွားတော့နည်းနည်းကြော်ရတာလေးတော့အချိန်ယူရပါတယ်ဆေးပဲမုံနစ်ကတ်ကြော်ဖို့အတွက်ကိုဆေးပဲလေးကိုမုံနစ်ထဲကိုထည့်ပြီးသွားရင်အနှဲငယ်ပေါ့နော်မုံနစ်ထဲအနှဲငယ်နှစ်ပြီးသွားတဲ့ခါကျရင်စီအိုးထဲကိုထည့်ပါမယ်ရှင်ဒီနေရာမှာလေးမုံနစ်ကလေးကလေးရေနည်းနည်းဝင်သွားတဲ့ခါကျတော့နည်းနည်းကျဲသွားတယ်ပေါ့နော်အဲ့လိုကျဲသွားတဲ့ခါကျရင်ရွှေလိပ်ပြမုံလေးနည်းနည်းလောက်ရုပ်ပေးရင်တော့ပိုအဆင်ပြေမယ်ပေါ့နော်ဒီနေရာမှာလေးကိုကဆေးပဲမုံနစ်ကတ်ကြော်လေးကိုအဓိကထားပြီးပြချင်တာမို့လို့ပေါ့နော်ကျဲဥကြော်တာလေးကိုတော့မထည့်ထားတော့ပါဘူးရှင်ပြီးသွားတဲ့ခါမှာတော့ငုံဥလေးတွေကြော်မယ်ပေါ့နော်ငုံဥလေးတွေကိုမုံနစ်ထဲထည့်ပြီးသွားတဲ့ခါကျရင်စီအိုးလေးထည့်ပြီးကြော်ပါမယ်ရှင်ကဲဒါဆိုရင်အကြော်လေးနဲ့စားဖို့အတွက်အချင်းကြီးဆက်မယ်အရင်ဆုံးကြက်သွန်ဖြူလေးထောင်းထားပါတယ်ပြီးသွားရင်တော့နန်းနန်းမင်းလေးတွေကိုအချင်းလေးတွေလောင်းထည့်မယ်ပေါ့နော်အချင်းထည့်ပြီးသွားတဲ့အခါမှာတော့ငရုတ်သီးစိမ့်လေးတွေထည့်ပါမယ်ရှင်ငရုတ်သီးစိမ့်လေးထည့်ပြီးစောစောကထောင်းထားတဲ့ကြက်သွန်ဖြူလေးထည့်ပါမယ်ပြီးသွားရင်တော့ရေနွေးလေးနဲ့ငယ်ထည့်ပါမယ်ရှင်ဒီနေရာမှာရေနွေးအငွေ့ရိုက်တာလေးတော့နည်းနည်းတိကန်ကြည့်ပြီးပေါ့နော်ပြီးသွားရင်တော့နည်းနည်းမှွေပေးပါမယ်ရှင်မှွေပေးပြီးသွားတဲ့အခါမှာတော့စက်သားမုတ်လေးအနည်းငယ်ထည့်ပေးပါမယ်ရှင်အရသာအတွက်ကိုစက်သားမုတ်လေးနည်းငယ်ထည့်ပေးမယ်ပေါ့နော်ပြီးသွားတဲ့အခါမှာတော့ငံပြာရည်လေးနည်းငယ်ထည့်ပေးပါမယ်ရှင်ပြီးသွားတဲ့အခါမှာတော့တကြားလေးနည်းငယ်ထည့်ပေးပါမယ်ပြီးသွားတဲ့အခါမှာတော့ကိုကပြစ်ပြစ်လေးစားချင်တာမို့လို့ပဲမုတ်လေးတစ်စုံလောက်ထည့်ပါမယ်ရှင်ဒါဆိုရင်ရပါပြီချစ်သွန်လေးကတော့အိုးနဲ့ငယ်ကတ်သွားတာကိုခွင့်လွှတ်ပြီးကြည့်ပေးကြပါနော်ဒါဆိုရင်တော့စားချင်စပွဲအကျော်နဲ့အချင်းရည်လေးရပါပြီရှင်ဆေးပဲဦးလေးကိုကြည့်ပါအောင်ဘယ်လောက်တောင်စားချင်စရာကောင်းလိုက်လဲဆေးပဲဦးလေးကြော်ပြီးသွားတဲ့ခါကျရင်အပေါ်ကနေနှမ်းလေးဖြူးပေးမယ်ဆိုရင်ပို့ပြီးတော့စားချင်စပွဲလေးဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ဆေးပဲဦးကတ်ကြော်လေးနဲ့ချစ်သွန်ကြော်လေးနဲ့ငုံကြော်လေးရဲ့ကြက်ဥကြော်လေးတွေရဲ့အားလုံးစားလို့ရပြီပေါ့နော်သူကစားရတာဤလဲမဤဘူးစားလို့လည်းကောင်းတယ်ပေါ့နော်နည်းနည်းအမြင်လေးလဲဆန်းပြီးတော့အရသာလေးလဲဆက်ဆန်းလေးဖြစ်သွားတာပေါ့နော်ဒါဆိုရင်တော့စစားပါတော့မယ်ဒီနေ့ကတော့ညနေဘက်ကိုပေါ့နော်ထမင်းမစားဘဲနဲ့အကြော်လေးပဲစားပြမှာဖြစ်ပါတယ်ဆေးပဲဥကတ်ကြော်လေးကသူကမအီပဲနဲ့ပေါ့နော်စားလို့ကောင်းတယ်ဘေးသားကအကြော်ကျွတ်ကျွတ်လေးနဲ့ဟိုမှာအတွင်းထဲကဆေးပဲဥဤတုံတုံလေးနဲ့ပေါ့နော်စားရတာတော်တော်လေးကိုစားလို့ရတာရှိပါတယ်ရှင်ဆေးပဲဥဆိုရင်အများရန်ကိုရီးယားတုတ်စားနေကြပဲဆိုတော့ပေါ့လေဒီလိုမျိုးအဆန်းလေးဖြစ်သွားအောင်လို့ဆေးပဲကိုမုန်းနေလေးနဲ့ကတ်ကြော်စားဖြစ်တာလေးပါရှင်ကျက်သွန်ကြော်ကတော့ကိုကကျက်သွန်မောင်းကြော်ပေါ့နော်တချို့ online မှာခက်စားနေတဲ့ကျက်သွန်မောင်းကြော်လေးကိုပေါ့
ကိုက inspire ယူပြီးတော့ကြော်ကြည့်ထားတာပါနာနာမည်လေးပါထပ်ထည့်ထားတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းဦးလေးကပ်သွားတဲ့ခါကျတော့လေနည်းနည်းလေးတူးသွားတယ်ပေါ့နော်စားလို့ကတော့အဆင်ပြေပါတယ်ဒါပေမဲ့လေငရုတ်သီးလေးနှဲသွားတဲ့ခါကျတော့အဆက်ရတာလေးတော့တိတ်မပါဘူးပေါ့နော်ကိုအမကြော်ကြီးတော့ဆိုရင်ငရုတ်သီးလေးနဲ့ပါဆိုတော့လေဆက်ဆက်လေးနဲ့တော်တော်စားလို့ကောင်းတယ်ဘဲဥကြော်လေးနဲ့ငုံကြော်လေးမှာတော့မုန့်နယ်လေးနှဲသွားတဲ့ခါကျတော့ပေါ့လေပုံမှန်အတိုင်းဘဲဥချင်မချက်ခင်ကြော်ထားတဲ့ဘဲဥကြော်ပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့စားလို့ကောင်းပါတယ်ရှင်အချင်ရည်လေးရလေကိုကပုံမှန်ဆိုရင်အချင်ရည်ထဲမှာပစွန်ချောင်းမုံလေးပါထည့်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခါကျပစွန်ချောင်းမုံလေးအိမ်မှာမရှိတာနဲ့ပစွန်ချောင်းမုံမထည့်ပြထားပါဘူးအဲ့ဒီအစားပေါ့နော်ကိုကပဲမုံလေးကိုပဲပို့ထည့်ထားပါတယ်ရှင်ပန်ကဖွင့်ထားတာမို့လို့နောက်ကပန်ကတန်လေးပါသွားတာကိုနည်းငယ်ခွင့်လွှတ်ပေးပါနော်အားလုံးထဲမှာတော့ကိုကဆေးပဲဦးမုန်းနစ်ကကြော်လေးကိုတော့အကြိုက်ဆုံးပေါ့နော်အခုစားပြတဲ့ထဲမှာလည်းဆေးပဲဦးမုန်းနစ်ကကြော်လေးရာဒီကိုကမိန်းအနေနဲ့ထည့်ထားတာဆိုတော့လေဆက်လက်ရွက်ကတော့အဲ့ဒီပြေပေါ့နော်အီနေမှာဆိုလို့ဆက်လက်ရွက်ထည့်ထားရမယ်အရန်ကြီးတော့စားရတာမအီပါဘူးရှင်အကျော်လေးကိုတယောက်တည်းစားတာပေါ့နော်ဒါတော်တော်လေးကိုကြော့သွားပါပြီညနေစားထမင်းမစားဘဲနဲ့အကျော်လေးပဲစားဖြစ်တာပေါ့နော်ငုံကြော်လေးကတော့မုံနယ်လေးဒီထက်ပိုများများပါရင်တော့ပိုကောင်းမှာပေါ့နော်ဒါဆိုရင်တော့ဆက်စားလိုက်ပါအောင်မယ်ရှင်ဒါကတော့စားတဲ့စပွဲအမြင့်ဆန်းပြတဲ့ဈေးပဲဦးမုံနစ်ကကြော်လေးဖြစ်ပါတယ်အစားအစာချန်နီလေးတွေမျှဝေပေးသွားအောင်ပါမို့လို့ like and follow လေးလုပ်ပေးခဲ့ပါအောင်နော်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါစားရငယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်